ဒီနေ့တော့ကျမတို့နေအဖွဲ့အစည်းရဲ့အထူးခြားဆုံးနဲ့အေးဆက်ဆုံးကြိုတလုံးဖြစ်တဲ့ Uranus စီကိုရောက်သွားပါပြီသူ့ကိုကြည့်လိုက်ရင်အပြာနုရောင်လှလှလေးမို့လို့အေးချမ်းမယ်လို့ထင်ရပေမဲ့တကယ်တော့သူကရေခဲအရာမကြိုကြီးပါပဲအချက်လက်ဘေးဆောင်လေပတ်ခြင်းUranusရဲ့အထူးခြားဆုံးအချက်ကဘာလဲသိလားတခြားကြိုတွေကမက်မက်လဲပတ်နေကြပေမဲ့သူကတော့ဘေးဆောင်ကြီးလဲပြီးလဲပတ်နေတာပါအဲ့ဒါကြောင့်သူ့ရဲ့မြောက်ဝင်ရိုးစွန်းနဲ့တောင်ဝင်ရိုးစွန်းကနေဘက်ကိုတိုက်ရိုက်မြက်မျက်နှာမူနေတတ်ပါတယ်အချက်လက်အပူချိန်သူဟာနေအဖွဲ့အစည်းမှာအေးဆုံးကြိုလို့လဲဆိုနိုင်ပါတယ်အပူချိန်ကအနှုတ်224ဒီဂရီဆယ်စီယပ်လောက်အထိရှိတာမို့လို့ဘာသက်ရှိမှရှင်သန်လို့မရနိုင်ပါဘူးအချက်လက်စိတ်မိုးရွာခြင်းနောက်ပြီးသိပ္ပံပညာရှင်တွေခန့်မှန်းထားတဲ့စိတ်လှုပ်ရှားစရာအချက်တစ်ခုကတော့ Uranus ရဲ့အတွင်းပိုင်းမှာစိန် diamonds တွေမိုးရွာနေနိုင်တယ်ဆိုတာပါပဲဖိအားနဲ့အပူချိန်ကြောင့်ကာဗွန်တွေကစိန်အဖြစ်ပြောင်းလဲသွားတာလို့ယူဆကြပါတယ်